ဒီနေ့ထန်းနိုင်ငံမှာဖြစ်သွားတဲ့ရေတိုင်မှုကြီးကတော့တန်ကားတွေလက်ဆောင်လာအချိန်မှာဆန်နဲ့အရွယ်ထိုက်ကောက်လေးတယောက်ကကားနဲ့ဝေတက်သွားပါတယ်ခင်ဗျာတန်ကားအမြောက်ပြဒိုင်ယာတွေရပြီးတော့ဗောနော်ဒီတန်ကားရှစ်ပါတော့နေရာမှာတည်းပြတော့မူသွားပါတယ်ခင်ဗျာကျွန်တော်နဲ့ဒီဗီဒီယိုလေးကြည့်လိုက်ရအောင်ပါခင်ဗျာရှာတော်တွေကတော့ကျွန်တော်တွေတော့ဆော့ချရှေ့တော့ဗောနော်အိုးကားနဲ့ဝေချသွားဟိုးကျွန်တော်ပထမစာကြည့်ခဲ့တဲ့ဗီဒီယိုကြည့်ပြီးတော့ဝိုးဖြစ်သွားကိုဝိုးတာဖြစ်သွားတယ်တကယ်ကိုစိတ်မကောင်းပါဘူးခင်ဗျာနော်ဒါဒီကနေ့ဖြစ်သွားတဲ့တည်းပဲဖြစ်ပါတယ်ခင်ဗျာစိတ်မကောင်းစရာပါခင်ဗျာ